တင်ငန်းကျုပ်ခရိုင်ရုံးမှာအမှုစစ်ဖို့ရှိတယ်။နည်းလေးစောနေလို့မိကုန်းလေးဖြည့်ပြီးမယ်နော်။မျိုးကတော့အိမ်ဝယ်ထားတယ်။စာချုပ်ကိုနှစ်ဦးသဘောတူစာချုပ်ချုပ်တယ်။ရက်ွက်လူကြီးနဲ့ပဲချုပ်တယ်ပေါ့နော်။ဒါကိုရောင်းတဲ့သူကတရားစွဲမယ်လို့ပြောနေတယ်။ဆွဲလို့ရလားတဲ့။ရောင်းတဲ့သူမှာအငှားစာချုပ်ရှိတယ်။ဝယ်တဲ့သူမှာကတော့အယောင်းဝယ်စာချုပ်ရှိတယ်တဲ့။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဖြေချပေးပါဆိုပြီးတော့မြင်မြင်ထားလို့ပါရှင်။တရားစွဲလို့ရလားဆိုရင်တော့တရားစွဲချင်တဲ့သူကတော့ပုံစံမျိုးစုံနဲ့ဆွဲမှာပေါ့နော်အဓိကကတော့သူဒီရောင်းဝယ်စာချုပ်ချုပ်ဆိုတဲ့နေရာမှာဒီရောင်းဝယ်အထားများကိုရည်ကြည့်ပါတယ်ရှင်ရောင်းတဲ့သူကအမှန်တကယ်ပိုင်ဆိုင်မယ်ပြီးတော့ဒီသူနဲ့ကိုယ်နဲ့ချားမှလည်း brain နဲ့ရောင်းစာချုပ်ချုပ်ဆိုထားမယ်နောက်ပြီးတော့ရောင်းမှုငွေလည်းပေးထားမယ်အိမ်ကိုလည်းလက်ရောက်ရထားမယ်ဆိုရင်တော့အဆင်ပြေပါတယ်ဒါအပြင်ကိုအဆက်ဆက်စာချုပ်တွေပေါ့နော်ရှိခဲ့မယ်ဆိုရင်လည်းဒါတွေမူရင်းတွေအားလုံးကိုယ့်လက်ထဲမှာရောက်ရှိနေပြီဆိုရင်တော့ဒါဟာသူတို့ပြောတဲ့ဒီအငှားလည်းမဟုတ်ပါဘူးပေါ့နော်ရောင်းပေါင်လည်းမဟုတ်ဘူးပေါ့နော်ဒါကတကယ်ကိုအမှန်တကယ်အယောင်းဝယ်ပြုပါတယ်ဆိုပြီးကျမတို့ကနေပြီးတော့ခုခံချေပလို့ရပါတယ်ဒါကတော့ Transparent Property Act 53ကကြီးနဲ့အညီလဲမနော်ဒီဟာနဲ့အညီခုခံချေပမှာဖြစ်ပါတယ်ရှင်ကိုအနေနဲ့စိတ်ပူတယ်ဆိုရင်တော့ကိုမှရှိတဲ့စာရေးစာတမ်းမူရင်းတွေအားလုံးကိုညီစက်ရရှိနေတဲ့ထံမှာပြသပြီးတော့ကြိုတင်ပြီးတော့ဆွေးနွေးပါအကြံပြုချက်တွေကိုကြိုတင်ရယူထားပါလိုအပ်တဲ့ဒီအသေးထောက်ထားတွေလည်းကြိုတင်ပြီးရယူထားပါလို့ကြံပေးအပ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်